သူတို့ဝယ်ဖလာဟာလို့ပဲခေါ်တာများပါတယ်။ထားမှာရှိတဲ့ငယ်ချင်းတွေဘဝတုဒအနေနဲ့မှတ်ထားကြပါနော်။သူ့ရဲ့နာမည်ပြည့်စုံကဝယ်ဖလာဟာစပေါ်ဒီလောကမင်္ဂလာပါ။သမီးချင်းတော်နဲ့ကြိုဆိုပါတယ်။ဒီတစ်ခါမြောက်ပြချင်တာကတော့နေ့နံတွေပဲဖြစ်ပါတယ်။တပတ်မှာနေ့နံ9ရက်ရှိတယ်ဆိုတာအားလုံးသိပြီးသားပါ။ထမ်းလို့ဘယ်လိုခေါ်လဲဆိုတာအားလုံးကိုမြောက်ပြချင်ပါတယ်။မစားခင်မှာကျွန်တော် YouTube လေးမှာ subscribe လေးနှိပ်ပြီးပါလို့ပြောချင်ပါတယ်။ကျွန်တော်တပတ်မှာဗီဒီယိုနှစ်ခုသုံးခုအများကြီးတင်ပေးသွားမှာဖြစ်တဲ့အတွက်အဲဒါကြောင့် subscribe နှိပ်ပေးပါလို့ပြောချင်ပါတယ်နော် subscribe နှိပ်ပေးပါဦးစားရအောင် one artist တနင်္ဂနွေ one ဆိုတာနေ့အချီဆိုတာတနင်္ဂနွေအဲ့တော့ပေါင်းထည့်လိုက်တော့ one artist တနင်္ဂနွေ one จัง one จัง one จัง ตะเนียนลาวันอังคารวันอังคารวันอังคารอิงกาวันพุธวันพุธวันพุธพุธดอกฮูวันพฤหัสวันพฤหัสจาตาบดีวันพฤหัสဆိုတာသူ့ရဲ့နာမည်အတူကပါသူ့ရဲ့နာမည်အပြည့်စုံကတော့วันพฤหัสบดีဒီထန်းတွေကတော့သူတို့วันพฤหัสလို့ပဲခေါ်တာများပါတယ်ထန်းမှာရှိတဲ့ငယ်ချင်းတွေဘဝတုဒအနေနဲ့မှတ်ထားကြပါနော်သူ့ရဲ့နာမည်ပြည့်စုံကวันพฤหัสบดีနံပါတ်6ကိုဆက်သွားကြရအောင်နော်วันศุกร์วันศุกร์เต้าจ่าวันสองวันสองวันสองสนิခုခုနှစ်ရက်မှာတည်ပြီးသွားပြီဖြစ်ပါတယ်ဒီတစ်ခါအတူချင်းချုပ်ပြောပြီးသွားမယ်နော်วันอาทิตย์ตะนิงกนวยวันจันทร์ตะนิงลาวันอังคารอิงกาวันพุธปุถฮูวันพฤหัสจาตาบดีวันศุกร์เต้าจ่าวันเสาร์สนิနေ့ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့လဲဆိုလို့ရှိရင် like share လေးလုပ်ပေးပါဦးသိချင်တာရှိရင်လည်းဒီဗီဒီယိုရဲ့ comment အောက်မှာရေးသွားပေးပါကျွန်တော်ရဲ့ဗီဒီယိုအသစ်တွေထပ်တွေ့ရဖို့ subscribe လေးနှိပ်ဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်